မတ်ဆောက်လာတဲ့ကြောက်ဆောင်ထောက်ကူကြီးထဲမှာငှက်တိုက်ရှာတဲ့အလုပ်ဟာစက္ကန့်မလက်အသက်နဲ့ရင်းပြီးအန်နီရယ်နဲ့ရင်ဆိုင်ရတဲ့အလုပ်တစ်ခုပါတနေ့မှာတော့မစင်မချင်တဲ့မာနတခွဲသားဆင်းခဲ့တဲ့ဝူချမ်းချန်တယောက်ကိုထိန်ကျိုးပုတ်တိုက်ပြတ်တောက်ပြီးအောက်ကိုပြုတ်ကျတော့မဲ့အသက်ဘေးဆိုးနဲ့ကြုံတွေ့လိုက်ရပါတယ်ဒါပေမဲ့အတွေ့အကြုံရင်းကျက်တဲ့အကဲခတ်လူဟောင်းကျိုးရှိချွမ်းဟာမိမိအသက်အန္တရာယ်ကိုပတာနာမထားပဲဝူချမ်းချန်ကိုအချိန်မီမြဲမြဲဆွဲကင်ကဒုက္ခတွေကနေဆွဲထုတ်ကယ်တင်ပေးခဲ့ပါတယ်အသက်ဘေးကလွတ်မြောက်သွားချိန်မှာတော့ကျိုးရှိချွမ်းဟာမိမိဝိညာဉ်ထက်တန်ဖိုးရှိတဲ့အဖိုးတန်ငှက်တိုက်တွေကိုအောက်မှာမကြံခဲ့အောင်အပင်ပန်းခံရယူခဲ့ပါတယ်။အန်နီရဲ့ဆိုးကြီးကင်းဝေးသွားပေမဲ့တထေးစီရောက်တဲ့အခါမှာတော့ဝူချမ်းချန်ဟာကယ်တင်ရှင်ကျိုးရှိချွမ်းရဲ့စေတနာကိုအတိမတ်မပြုဘဲပစ္စည်းအပေါ်မှာပဲလောဘဓာကြီးအပိုင်စီးဖို့ကြိုးစားခဲ့ပါတော့တယ်။ဝူမိသားစုရဲ့ရုပ်ပြဆင်းပြတရားမဲ့မှုကိုတဲတဲကွဲကွဲမြင်တွေ့လိုက်ရတဲ့ကျိုးရှိချွမ်းဟာဒီကနေ့ကစပြီးသူကိုယ်တိုင်ကြွေးကြော်လိုက်ပါတယ်။ဒီကနေ့ကစပြီးငါရှာတဲ့ပတ်စံနဲ့ရပိုင်ခွင့်တွေကိုဘယ်သူမှလာရောက်အပိုင်စီးယူသွားဖို့မစင်စားနဲ့မဆောက်လာတဲ့ကူနန်ရန်ကြားမှာအသက်လူပြီးအကူညီတောင်းနေတဲ့ရွာသားတယောက်ရုံးကန်လေးလေးကျိုးတွေကပုံမိုကျက်တဲလာလေးလေးပါပဲဒီလိုအရေးကြုံချိန်မှာတော့အတိတ်ကသူ့အပေါ်မကောင်းပြောမှုခဲ့ပေမဲ့ကျိုးရှိချွန်းတယောက်မိမိခြေထောက်ဒဏ်ရာရထားတာကိုပင်ဂယုမဆိုင်နိုင်ပဲအကူညီပေးဖို့ရောက်ရှိလာခဲ့ပါတယ်စကားမများနဲ့ကျိုးကိုပဲမြဲမြဲကင်ထားကျိုးရှိချွန်းဟာနာကျင်မှုကိုအောင်စီးပြီးအားကုန်သုံးကသူ့ကိုအန်ရတွင်းထဲကနေဆွဲထုတ်ပေးခဲ့ပါတယ်မိမိအသက်ကိုကယ်တင်ပေးလိုက်တဲ့ကျိုးရှိချွမ်းရဲ့စေတနာကြောင့်အတိတ်ကမကောင်းပြောခဲ့သူမှလည်းရင်ထဲထိအောင်အရှက်ရသွားခဲ့ရပါတယ်အံ့ဩဝေဒနာနဲ့အတူတောင်းပန်စကားဆိုလာချိန်မှာတော့ကျိုးရှိချွမ်းဟာပြတ်သားတဲ့စကားတခုံးကိုပဲဆိုလိုက်ပါတယ်လူအသက်နဲ့ပါဆက်ပုတ်တာကတီးခြားစီပဲအတိတ်ကရန်ညိုးတွေကိုဘေးဖယ်ပြီးမြင့်မြတ်တဲ့စိတ်ထားနဲ့အသက်ကိုကယ်တင်ပြလိုက်တဲ့ကျိုးရှိချွမ်းရဲ့ဆန္ဒမူနာယူစရာဇလန်းလေးပဲဖြစ်ပါတယ်